ပဲမင်္ဂလာပါကဲဒီခါမှာတော့မင်္ဂလာလေးတွေလုံးဝအကြိုက်7 color mirror into လေးလာပါပြီเนาะဆိုတော့ဒါလေးကိုဆိုလို့ရှိရင်မင်းတို့က44 44 46ဆိုပြီးတော့ size လေး3 size ထုတ်ထားပြီးတော့မင်္ဂလာလေးဒီ7 color mirror into အစင်လေးကတော့လုံးဝကိုမင်းတို့ဈေးမဲ့စင်လေးဖြစ်ပြီးတော့ဒီမှာဆိုရင်အမိတ်ကလေးတွေနဲ့မင်းတို့ဒီ design လေးကိုမင်္ဂလာလေးအတွက်တကယ် special ထုတ်ထားပေးတာဖြစ်ပါတယ်ပုံစံလေးကိုဆိုလို့ရှိရင်လည်းသူကလေ design လေးနဲ့အရောင်လေးတွေကစိုးတောက်ပြီးတော့သူကသူခနေတာဖြစ်တဲ့အတွက်ဒါပေမဲ့လေပုံစံလေးကိုရိုးရိုးနဲ့ကိုပေါ့နော်လုံးဝကိုစမ်းတဲ့ဘက်ကိုရအောင်မင်းတို့လှုပ်ထားပေးတယ်ဒီအင်ကြီးတစ်ထည်လုံးမှာဆိုရင်ဒီအင်ကြီးလက်ကလေးဆိုရင်မိကလေးတွေလုံးဝကြိုက်ပါဒီနေနဲ့လုံးဝလက်ကအသက်လေးပဲဒီမှာဆိုရင်မင်းတို့လက်ခွဲလေးနဲ့လုံးဝကိုလက်စကတော့မဟုတ်ပေါ့နော်ဒီတောင်လောက်ကိုလုံးဝမယိုးမဆက်ဒီဇိုင်းပုံလေးသွားအောင်မင်းတို့လှုပ်ထားပေးတာဖြစ်ပါတယ်လူကြီးလူငယ်မျိုးလုံးဝဒီဒီဇိုင်းလေးနဲ့ချစ်လို့ရတယ်ပြီးတော့ဒီမှာဆိုရင်လေပင်းလေးကိုဆိုလို့ရှိရင်လည်းရိုးရိုးကြီးဖြစ်နေမှာဆိုလို့ကြက်ကြီးလေးတစ်လုံးနဲ့ဒီမှာဆိုရင်မိုးဆက်ပုံအပေါက်ကလေးမင်းတို့ဒီဇိုင်းပတ်တန်လေးတွားထားပေးတာဘေးမှာဆိုလည်းဘေးခွဲနှစ်ဖက်နဲ့တင်မုံလေးဆိုတော့မင်းကလေးတွေလုံးဝဒီအင်ကြီးလေးဒီဒီဇိုင်းလေးကိုမင်းကလေးတွေအတွက် special ဒီဇိုင်းနေနဲ့မင်းတို့ထုတ်ထားပေးတာဖြစ်ပါတယ်ဆိုတော့မင်းတို့ကိုလက်လီထည့်ခြင်းဝယ်ယူအားပေးလို့ရတယ်လို့လက်ကားဆိုလို့ရှိရင်လည်းသုံးနယ်ကနေစပြီးတော့ဝယ်ယူအားပေးလို့ရမှာဖြစ်ပါတယ်ဒီဒီဇိုင်းလမ်းလေးနဲ့ကိုမင်းကလေးတွေလမ်းရအောင်လို့မြင်မြင်လေးလက်သက်ထားဖို့တော့လုပ်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်